အားလုံးမင်္ဂလာပါဒါလေးက JK4 balancing set လေးပေါ့နော်ဒီကောင်လေးဘိုးတရားဒီရမယ် 0.1 4ဒီရမယ်ဒီကောင်လေးရဲ့အသုံးပြုမှာကျွန်တော်တို့ JK BN 3နဲ့3ပုံ3နေပဲเนาะကျွန်တော် Bluetooth နဲ့ချိန်မယ်အထဲမှာ7ဘက်လောက်လဲဆိုတာပြန်ပြီးတတ်မှတ်ပြီးတော့ကျွန်တော်တို့ ampere ဘယ်လောက်ထိညှိဘယ်လောက်ထိညှိမလဲပေါ့เนาะနောက် millivolt ဘယ်လောက်ထိ rate ထားမလဲဆိုတာလေးအဲ့ဒါလေးကိုကျွန်တော်တို့ညှိလို့ရမယ်เนาะသူက 2S ကနေ 24S ထိရမယ်เนาะ 2S ဆိုတာကျွန်တော်နှလုံးပေါ့เนาะ 2S လင် lithium နှလုံးလိုက်ဖို့နှလုံးပေါ့เนาะဒါပေမဲ့ 2S မှာထားမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ power supply ပြန်ပေးရဒီကောင်လေးကိုဒီမှာထိုးပြီးတော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့တွဲဖို့ power supply ပေးရနီနက်ကိုเนาะတွဲဖို့လေးတစ်ချက်ပေးရဒါ 2S အတွက်ပေါ့เนาะ 2S 3S အတွက်တချို့ 3S အတွက်ကလိုလားမလိုလားတော့မသိဘူးကျွန်တော်စမ်းတော့မစမ်းကြည့်ဘူး 3S အတွက်လည်းလိုမထင်နဲ့เนาะ3S ကိုလုံးလို့မရဆိုရင်ကျွန်တော်တို့ဒီကောင်လေးကြိုးထိုးပြီးတော့ power supply တစ်ချက်ပေးရเนาะအခုဒီကောင်မှာပါတာဒီလိုပါမယ်နောက်ဒီလိုပါမယ်เนาะကျိုးရဒီလိုပါတစုံပေါ့เนาะတစုံ3သိန်း1000ပါနောက်ဒီကောင်လေးကကျွန်တော်ဘယ်လို join ရလဲဆိုဒီကောင်လေးကိုဒီမှာ socket ကတက်လိုက်အကြီးတစ်ခုအသေးတစ်ခုဒီမှာလဲ socket တက်လိုက်မယ်เนาะကြီးတစ်ခုသေးတစ်ခုတက်ပြီးွားရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ဥပမာ DPN နဲ့ပြင်မယ် DPN ကကျွန်တော်တို့ဘက်ထရီမှာ packing ရိုက်ပြီးသားကျိုးတွေပါပြီးဘက်ထရီမှာအကုန်ချိတ်ပြီးသားဆို DPN ကိုခဏဖြုတ်ပြီးဒီ socket လေးကိုကျွန်တော်တို့ B1 ကနေပြီးတော့ဒါဆိုရင်ကျွန်တော်တို့ 10SPN ပေါ့เนาะဒီလိုမျိုးထိုးထည့်လိုက်ဒီကောင်ကထိုးရတယ်ဒီကောင်ကအကျယ်မရဘူးမကြမရဘူးဆိုရင်ဒီအောက်ကအစိတ်မှာထိုးထည့်လိုက်အပေါ်နဲ့အောက်နဲ့အတူတူပဲထိုးထည့်လိုက်ရတယ်ဒီလိုမျိုးထိုးထည့်ပြီးစိုက်ထားလိုက်ရင်ဒီဘက်ကကျွန်တော်တို့ဘက်ထရီတွေ join ရတာပြင်မယ်เนาะအဲဒါဆိုသူ့ဘက်တူကျွန်တော်တို့ Bluetooth နဲ့ချိန်ပြီးတော့ screen ထဲကနေပြီးတော့ကျွန်တော်တို့ balance လုပ်သွားပါလိမ့်မယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီကောင်လေးကိုဓာတ်ရိုက်ထိုးဒီကောင်မခံမဲနဲ့ဒီကောင်လေးကိုဒီမှာဓာတ်ရိုက်ထိုးပြီးတော့ဘက်ထရီမှာကျွန်တော်တို့ဟိုပါပေါ့နော်ဒီလို socket မဖြုတ်ချင်ဘူးဆိုရင်ဘက်ထရီရဲ့စီးတွေမှာတွားပြီးတော့ဒီကောင်လေးတွေကိုထိတ်မှာကျွန်တော်တို့ဖဲဆော်တာဖြစ်စေကျွန်တော်တို့ညှက်ကလေးလေးနဲ့ဖြစ်စေတွားပြီးတော့တက်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ဒီလိုလုပ်တာတော့နည်းနည်းအန်တရာများတယ်ဒီလိုကတော့ပို့ပြီးတော့ safe ဖြစ်တာပေါ့နော်ဒီလိုကတော့ပို့ safe ဖြစ်တယ်ပေါ့နော်ဟုတ်ဒါလေးပါဒီစင်းလုံးလေးအားဖြင့် 4JK balance set 3သိန်း1000ကျပ်ပါအားလုံးပဲကျေးဇူးပါဗျာ